ဒီနေ့ဗီဒီယိုတော့မြန်မာပြည်ရဲ့ Yolan Boy ပုံစံမျိုး iPhone နဲ့ရိုက်ကူးပြီးတော့ K-drama we are all trying here ဆိုတဲ့အကြောင်းပြောပါမယ် 겪어보려고요. 한동만. K-drama အကြောင်းကတော့ဒါ channel မှာပထမဆုံးဖြစ်တာပါဒီ K-drama ကလည်းလောလောဆယ်မှာဒီ ongoing series ဖြစ်တယ်ပေါ့၄ပိုင်းပဲထွက်ထားတာပေါ့စုစုပေါင်းတော့12ပိုင်းထွက်မှာစနေတနင်္ဂနွေမှာ2ပိုင်းစီထွက်မှာဖြစ်တယ်ဒီ K-drama ကတော့ traditional K-drama ပုံစံမျိုးပေါ့ TV မှာပြတယ်ပြီးရင် Netflix တို့ဘာလို့ပုံစံမျိုး streaming တွေမှာလာတယ်ပေါ့12ပိုင်း16ပိုင်းအဲ့ဒီ format ပုံစံမျိုးဖြစ်တယ် K-drama လို့ပြောရင်ပထမဆုံးမြင်တာတော့ဒီ female gaze ကိုဦးစားပေးတဲ့ဒီ romance series တွေဘာတွေကိုပုံမြင်တယ်ဒါပေမဲ့ဒီကောင်ကအဲ့လို series ကိုပေါ့ဝါပုံစံမျိုးဟာမဟုတ်ဘူးဒီကောင်ကလည်း serious ပုံစံနဲ့ slow burn ပုံစံမျိုးဖြစ်တယ်အဓိကအားသာချက်ကတော့သူရဲ့ writer Park Hae-young ဖြစ်တယ်ပေါ့ဒီ writer ကတော့အရင်တော့ဒီ My Mister တို့ My Liberation Notes ဆိုတဲ့ series နှစ်ခုကိုရေးခဲ့တာဖြစ်တယ်ပေါ့အဲ့ series နှစ်ခုကိုကြည့်ဦးမယ်ဆိုရင်ဒီ writer ဘယ်လောက်ပြီးကောင်းလို့ဆိုတာသိလိမ့်မယ်ဒီ We are all trying here ဆိုတဲ့ series ကိုလည်းကျွန်တော်အစဒီ series ရဲ့ teaser ကိုအရင်တော့ကြာတော့မြင်တာအဓိကဒီ film တွေပိုင်းနဲ့ပတ်သက်တဲ့ film industry နဲ့ပတ်သက်တဲ့အကြောင်းမလို့ online နဲ့စိတ်ဝင်စားပြီးမှဒီအခုမှထွက်မှဒီတငယ်ချင်းတွေပိုင်းထဲမှာပြောမှာပါဒီအောင်ကြည့်ဖြစ်တယ်ပထမ episode ကြည့်ရလေဒီကောင်းရဲ့ style တကူကနဲ့ရင်းနှီးရလို့မြင်မှုတဲ့ပုံစံဖြစ်တော့ရှာကြည့်တော့မှဒီ Park Hae-young ကရေးထားရဲဆိုပြီးသိရပါအဲကြောင့်မလို့ရေးဆိုသူ writing style တချို့ဟာတွေရှိရကွာအဲ့ဒါတွေကိုဒီ style မှာနည်းနည်းမြင်မှုတဲ့ကြုံမှုတဲ့ခံစားမှုတဲ့ဆိုတဲ့ပုံစံမျိုးအဲ့လိုဖြစ်တာပေါ့ပထမ episode တော့ဒီကောင်းဆန်လမ်းမှာဒီမင်းသား character ကျတော့သူက director ဖြစ်ချင်တယ်ပေါ့ရုပ်ရှင်ထုတ်ချင်တယ်ပေါ့သူကအနည်း20လောက်ရှိပြီကွာဒီ film industry မှာရုန်းကန်နေရဆိုတဲ့ပုံစံမျိုးနဲ့အခုဒီစားကားမထုတ်ရသေးဘူးဒါပေမဲ့သူတငယ်ချင်းအုပ်စုပုံစံရှိရပေါ့အရင်တစ်ချိန်တော့ငယ်ရတော့ပေါ့ចောင်းသားဘွားကလေးအဲ့လိုအုပ်စုရှိအဲ့ထဲကလူတွေအကုန်လုံးရုပ်ရှင်တွေပါထုတ်ပြီးသွားတယ်ကွာ director producer film industry မှာလုပ်နေပြီဒါပေမဲ့သူကအဲ့လိုမလုပ်ခံရအောင်ပလစ်ခံရတယ်ဘာညာပေါ့အားကြောင့်မလို့သူအားကျနဲ့ကွာလုံးဝannoying character မျိုးဖြစ်တယ်မင်းသမီး character လည်းဒီထက်မှ studio တခုမှာ screenplay consultant ပုံစံမျိုးဒီ creative producer ပုံစံမျိုးဖြစ်ပြီးသူကအဲ့လို stress များရင်နှာခေါင်းသွေးပိုင်းငယ်ကလေးကယူတတ်တယ် stress တွေအဲ့လိုစိတ်ဖိစီးမှုများတာဘာညာတခြားဟာတွေပေါ့အဲ့လိုနှာခေါင်းသွေးယိုပြီးတော့အဲ့လိုပုံစံမျိုးဖြစ်တယ်ပေါ့သူ character တစ်ချက်အဲ့လိုတော့3ရက်ကွာနှာခေါင်းသွေးပိုင်းယိုပြီးတော့တခြားလူဟိုဘက်ကလူကိုသူကလုံးဝစိုက်ကြည့်လိုက်ပြီးဆိုရင်ဒီဟိုဘက်ကလူကအသက်ရှူတွေပိုင်းကျက်သွားပြီးရင်တဘာဝကို control လုပ်နိုင်တာလို့ဘာလို့ပုံစံတစ်ကိုင်းတွေပိုင်းကြာဟိုဘက်ကလူတန်ရာရသွားပါအဲ့လိုပုံစံမျိုးကြီးတယ်ပြီးဒီထဲမှာဒီမသိရင်မင်းသား character ရေးထားတဲ့ story တခုရှိရကွာ Weatherman ဆိုတဲ့ဟာကွာသူကအဲ့လိုအဲ့နဲ့ချိတ်ဆက်နေမလားတော့မသိဘူးပြီးရင်ဒီထဲမှာသူကဒီ sci-fi element ပုံစံမျိုးတခုပါကွာဒီနာရီကနေပေါ့ emotion တွေကိုပေါ်ပြတဲ့ဟာလို့ဘာလို့ပေါ့မင်းသားမင်းသမီး character မှာပေါ့ psychologically ကွာလို့ destructive ဖြစ်တာအကြောင်းပေါ့အဲ့အကြောင်းသူကဒါတွေတက်ပြီးသူတို့ကိုအဲ့လိုပြုပြင်ဖို့အတွက်ပေါ့အဲ့လိုပုံစံမျိုးဒါကြီးနဲ့ပေါ့ကြည့်ရဆိုတဲ့ပုံစံပေါ့ဒါနဲ့ data ယူပြီးကြည့်ရပေါ့ဒါပေမဲ့တချို့ emotion တွေကိုကျတော့ဒီနာရီကလည်းပေါ်ပြနိုင်ဘူးပေါ့အဲ့ဒါတော့ဘယ်လိုဟာတွေတော့မသိဒါပေမဲ့ဒီထဲမှာအဲ့လိုနောက်ပိုင်း layer တွေလည်းလာမှတင်တယ်တချို့ emotion တွေကျတော့တင်မလို့တစ်ခုတည်းနဲ့ describe လုပ်လို့မရပါဘူးနှစ်ခုသုံးခုလောက် mix ဖြစ်နေရတော့ဘာလို့အဲ့လိုပုံစံတွေလာအောင်မလားမသိဒီမပြတဲ့ emotion တွေလည်းဘယ်လိုပုံစံလာမလို့မသိဘူးစိမ့်တဲ့အချိန်စိမ့်နေဆိုတဲ့ပုံစံပေါ့ဘာခံစားချက်မှမသိဘူးပေါ့ဒီ connection လို့ဘာလို့ဟာ writer Park Hae-young ရဲ့အဲ့လို signature ပြောမလားအဲ့လို style တခုရှိရတော့သူအရင် series နှစ်ခုမှလည်းဒီမင်းသားနဲ့မင်းသမီး character ပေါ့အဲ့လို main နှစ်ယောက်ထဲကနေတယောက်စီမှာဒီညီကိုမောင်နှမတွေရှိရကွာအဲ့လိုပုံစံရှိအဲ့ My Mister မှာဆိုလဲသူကမင်းသား character အကိုနဲ့ညီနဲ့ရှိရကွာဒီ Liberation Notes မှာဆိုလဲမင်းသမီး character မောင်နဲ့ပေါ့မောင်နဲ့အမနဲ့ရှိရကွာဒီထဲမှာလည်းဒီမင်းသား character အကိုတယောက်ရှိကွာအဲ့သူအားကိုလည်းကြည့်ကျင်တယ်ကွာသူအများနဲ့ကသူအဲ့ story နှစ်ခုလုံးမှာကွာဒီသူကမင်းသားနဲ့မင်းသမီးပဲမဟုတ်ပါတခြား character တွေလည်းအကုန် arc တွေနဲ့ရှိကွာအဆုံးသတ်မှာဆိုအဲ့လိုပုံစံနဲ့တော်တော်မိုက်တယ်ကွာcharacter အများကြီးကွာ arc တွေနဲ့ layer တွေပါတယ်ကွာအဲ့ကြောင့်ဒီထဲမှာသူ့ကို character ကိုလည်းဘယ်လိုလာမလို့မသိအခုဒီထဲမှာလည်းတခုတော့ပြတာကသူ့ကိုလည်းဒီမှာကြိုးတွေပါကင်ပြီးကွာတို့ဟာနည်းနည်းစိတ်ဝင်စားဖို့ကောင်းတယ်သူ့အပိုင်း back story တွေသူ့ရဲ့ goal တွေသူ့ခံယူချက်တွေပါတယ်သူခံစားချက်တွေ explore ဘယ်လိုလုပ်မလို့မသိပြီးတော့ဒီ main character နှစ်ယောက်မှာနောက်ထပ်တစ်ခုကရှိတာဒီတယောက်က mysterious ဖြစ်တယ်ပေါ့ကွာလုံးဝဘာညာပုံစံအဲ့ My Mister မှာဆိုလဲမင်းသမီး character ဒီ Liberation Notes မှာဆိုလဲမင်းသား character mysterious ဖြစ်တယ်ဒီထဲမှာဆိုလဲမင်းသမီး character mysterious ဖြစ်တယ်ပေါ့လာချင်းသူကနည်းနည်းငြိမ်လေးနေပြီးဘာညာတော့သူ story အဲ့လောက်မသိရအောင်ပြီးမှနည်းနည်းသူပလစ်ခံရတာပေါ့မိဘတွေကပလစ်သွားပြီသူ့အမေကဘယ်သူရောဆိုတာဘာညာအဲ့ဒါတွေပေါ့ကွာအဲ့ဒါလည်းနောက်ပိုင်းကျရင် rivalry လာမယ်ထင်တယ်သူ့အမေနဲ့ပေါ့ဘာညာသူ setup လုပ်ထားလောလောဆယ် episode 4ခုဒီ setup လုပ်ထားတယ်အများကြီးပဲရှိတယ်အဲအကြောင်းမှအဲ့လို mysterious ပုံစံမျိုးဖြစ်လို့မင်းသမီး character ကိုလည်းပို့ပြီးစိတ်ဝင်စားပါပထမ episode မှာတော့မင်းသား character နည်းနည်း annoying တော်တော်ဖြစ်တယ်ကွာဘာလို့ဆို तू ကဒီပထမ episode ဆိုတော့ तू ကဒီတခြားလူတွေက तू ဘယ်လိုမြင်တော့ဆိုတော့ perspective ပုံစံနဲ့ပြတော့ तू က
အကောလုံးပိုက်ရစ်တယ်ပေါ့ကွာလုံးဝဘူးပိတ်တဲ့ကောင်ပါလို့အဲ့လိုပုံစံမျိုးပုံစံကြီးဆိုတော့ဟိုနည်းနည်းချင်းဘက်ပုံစံတော့ဖြစ်တာပါအားကျအချင်းနဲ့ဘာမှမလုပ်ထားပဲပေါ့အဲ့လိုတခြားလူတွေကို like နောက်ရှက်တယ်ဖြက်စီးရဆိုတဲ့ပုံစံမျိုးအဲ့ perspective မျိုးလုပ်တယ်ဒါပေမဲ့ဒီ Bakayun ရဲ့ style ပုံစံကတဖြည်းဖြည်းနဲ့ layer တွေအလွှာတွေတင်မလားဟိုပေါ်လာရဆိုတဲ့ပုံစံမှာသူ character ကိုလည်းနောက်ထပ် layer တွေပေါ်လာပြီးဒီသူ writing ထုံးစံအရာကဟိုကြေကွဲနေတဲ့ဟိုစိတ်ထိခိုက်ထားတဲ့ character နှစ်ယောက်စုံတဲ့ပုံစံမျိုးဒီထဲမှာလည်းမင်းသားနဲ့မင်းသမီး character နှစ်ယောက်စုံတယ်ကွာအရင် series နှစ်ခုမှာလည်းအဲ့လိုပုံစံမျိုးတွေရှိရနာကျင်မှုနဲ့တည်မလားဟိုရင်းနှီးလာတဲ့ relationship တခုကိုမြင်ရပြီးတော့အပြန်အလှန်ပေါ့တည်မလား I can fix him ဆိုတဲ့ပုံစံမျိုးပါအပြန်အလှန်ဒီ energy ကိုဖလှယ်ကြတယ်ပေါ့ဟုတ်အပြန်အလှန်သူတို့ရဲ့နာကျင်မှုကို share ပြီးတော့သူတို့အပြန်အလှန်တိုးတက်အောင်လုပ်တယ်ဗျာအဲ့လိုပုံစံနဲ့ဒီ episode 4မှာမြင်ရကွာနည်းနည်းစကျဲလာကွာနှစ်ယောက်လုံး character မင်းသား character ဆိုလည်းလုံးဝကျွန်တော်ရုပ်ရှင်ကြည့်ပြီးသွားရင်ကွာဒီ character တယောက် play လုပ်တယ်ဆိုတဲ့ပုံစံမျိုးနဲ့သူလည်းအဲ့လိုလုပ်နေကွာပေါက်ကြရတယ်လို့မင်းသမီး character လည်းစပြီးဖြဲနေကွာဟိုအဲ့ studio ပိုင်ရှင်တို့ဘာလို့အကုန်ပတ်ဖြဲနေပါလုံးဝသူတို့ရဲ့အပြန်အလှန် energy နဲ့ကွာတင်မလားတိုးတက်အောင်နည်းနည်းပြောင်းလဲဖို့လုပ်နေပေါ့အဓိကဒီ writer ရဲ့နောက်တစ်ခုအားသာချက်ကတော့ဒီ human drama တွေကတော့ तू က explore လုပ်တာကောင်းတယ်ဒါပေမဲ့ तू အဲ့ silence လို့ပြောမလားတိတ်ဆိတ်မှုတွေကိုတော်တော်အသုံးချတာကောင်းတယ်ကွာအရင် series နှစ်ခုမှာဆိုလဲသူကဒီ character နှစ်ယောက်ကြားတိတ်ဆိတ်မှုတွေနဲ့တင်မလားဟိုဖလှယ်တာကွာစကားတွေကိုဖလှယ်ဘာမှသိပြောစရာမလိုဘူးကွာဒါပေမဲ့ acting တွေသူ writing တွေနဲ့သူတို့အဲ့လိုသိရတယ်ကွာဘာခံစားနေတော့ဘာလဲညာလဲဆိုတဲ့ပုံစံမျိုးနဲ့ကွာအဲ့ဒီဟာတော်တော်ကောင်းတယ်ကွာအသုံးချတဲ့ဟာတွေကဒီ series မှာတော့နည်းနည်းမင်းသား character ကြောင့်အတန်ပိုကျဲတဲ့ character ပြောရမှာပေါ့ဟိုအားကျနဲ့လောက်တယ်ပေါ့သူ existence ကိုကွာသူကအဲ့ဒါနဲ့ပဲပေါ်ပြရတော့အရင် series တွေရဲ့ character နဲ့ကိုကွာသွားပါဒါပေမဲ့ဒီထဲမှာလည်းသူ style တစ်ခုပြောရမှာပေါ့ anxiety driven ဖြစ်တဲ့နည်းနည်း autistic ဖြစ်တာလို့ဘာလဲလို့ပုံစံနဲ့ပေါ့သူကဒီထဲမှာ anxiety driven အဓိကဖြစ်တယ်ကွာ anxious အသေးဖြစ်ပြီးပြင်မလားအဲ့လိုပုံစံ chaotic ပုံစံမျိုးကြီးနဲ့ပါပြီးဇာတ်ကားတွေပါကြည့်ပြီး fear ရတော့ပါ literally me ပေါ့ပြီးဒီ writer ရဲ့ခုနပြောသလို silence ကိုအသုံးချတာနဲ့ပေါ့ဒီလက်တွေ့ဘဝမှာလည်းပေါ့လူတစ်ယောက်နဲ့ပေါ့အရန်ဟိုအဆင်ပြေ comfortable ဖြစ်တယ်ဆိုရင်ဒီ awkward ဖြစ်တာရင်မရှိတော့ဘူးလုံးဝသိမလားနှစ်ယောက်တည်းအကြာကြီးထိုင်နေပြီဘာမှမပြောလဲရရကွာကိုယ့်အနေကိုရှောက်တွေးနေရှောက်ဘာမှဟိုမပြောပဲဒီတိုင်းဟိုကြည့်လုံးနေတော့ awkwardness မရှိကွာဒီအရန် comfortable ဖြစ်တယ်ဆိုတော့ silence တွေကိုဟိုဟာရှောက်ပြောဒီဟာရှောက်ပြောနောက်ကနေတချင်းတွေရှောက်ဖွင့်ဟုတ်ကဲ့ရတယ်ပြောစရာမလိုပဲဒီဟာကြီးကို comfortable ဖြစ်တယ်ဆိုတဲ့ပုံစံမျိုးတွေကိုပြတာတွေလည်းတော်တော် relatable ဖြစ်တယ်ကွာဒီ writer အဲ့ဟာသုံးတတ်ပြတတ်တယ်ကွာလူတွေဟာဟိုအခုနောက်ပိုင်းဆိုဒီအုံနောက်ရဲ့ဟို processing ကလည်းဒီအခုနောက်ပိုင်းဆိုဟို reel တွေကြီးอ่ะ TikTok တွေကြီးอ่ะဘာညာနဲ့ဆိုတင်မလားကို့အတွေးကိုအေးစေးငြိမ်အောင်မထားတဲ့ generation ခက်ပဲပြောပါဘောကွာအဲ့လိုပုံစံဆိုတော့ background မှာ music တခု podcast ဖြစ်ဖြစ်ဟိုဇာကားတွေဖွင့်ထားတာတွေလည်းရှိရပါလောက background မှာပေါ့အတွေးထဲမှာဟိုဘာမှဟိုတင်မလားဟို run နေရဆိုတဲ့ပုံစံမျိုးပေါ့လို့ငြိမ်အောင်မထားဘူးဆိုတဲ့ပုံစံဆိုတော့ तू ကအဲ့ဒါမျိုးဟာတွေမှာလည်း silence ကိုအသုံးချရပါတင်မလား awkward မဖြစ်တဲ့ဟာကိုပြတာပေါ့လက်ရှိ series မှာတော့ဒီ main character သူ character အရတော့အရန် loud ဖြစ်တယ်ကွာအရင် series ရဲ့ character ရင်းနဲ့ကွာတယ်ကွာအရင် series တွေကျတော့အလောက်ထိမဟုတ်ဘူးဆိုတော့ AC နဲ့တွေးတယ်ဆိုတဲ့ပုံစံငြိမ်တဲ့ဟာတွေပေါ့ဒီထဲမှာ तू အားကျနဲ့ကွာလေးကန်ပြီးဘာညာအဲ့လိုပုံစံနဲ့အကောလုံးနှောက်ချက်တယ်ဆိုတဲ့ပုံစံမျိုးပေါ့ဟိုကောင်တွေရဲ့ perspective နဲ့ကြည့်မယ်ဆိုရင်ဒါပေမဲ့ဒီမင်းသမီးနဲ့ကျမှ तू ကလုံးဝကီးကြိုက်တယ်ဆိုတဲ့ပုံစံမှာဟိုဒီထဲမှာ dialogue တွေလည်းရှိသူ dialogue တွေလည်းအများနဲ့ကောင်းတယ်ကွာ Korea language နားလည်ရင်ပို့တော့မိုင်းမယ်တင်တယ်ဘာလို့ဆိုတချို့ language တွေအဲ့လို translate လုပ်ရင်ကျတော့အလွာနည်းနည်းပျောက်တယ်မဟုတ်အနီးစပ်ဆုံးဘာသာပြန်ရတော့ကျတော့ဒီတချို့ language တွေရဲ့စလုံးတွေကဒီအင်္ဂလိပ်လိုပြန်လာတော့တခြားဘာသာနဲ့ပြန်နေဆိုဓာတ်ရိုက်ရှိချင်မှရှိရတာပါအဲကြောင့်တချို့ဟာတွေကျတော့ဒီ language တက်ရင်ပို့တော့မိုက်တယ်ကွာအဲ့ feel သွားတာပေါ့ poetry တို့ဘာတို့ကြပြားတွေဘာတွေပေါ့အဲ့လိုမြန်မာလိုရေးတဲ့ဟာအင်္ဂလိပ်လိုဘာသာပြန်အဲ့မြန်မာရဲ့အတင်မလားရေးသားဘာညာရေးအဲ့ဟာတွေကဘာသာပြန်တဲ့အချိန်ပျောက်သွားရဆိုတော့ပေါ့ဒီထဲမှာလည်းအဲ့လို dialogue တွေကအဲ့ကိုရီးယားလိုနားလည်ပို့တော့မှတင်မလားဟို fee တစ်ခုထပ်ပြီးပို့ပေးမယ်တင်တယ်ပြီးဒီထဲမှာလည်းဒီ film industry ကို background ဆိုတော့ဒီထဲမှာဒီသူတို့မင်းသားရဲ့အုပ်စုတွေကပေါ့ဒီသူတို့ရုပ်ရှင်အုပ်စုတွေကတယောက်ဆိုလည်းလို့ရိုက်တဲ့ရုပ်ရှင်တွေက Netflix ရဲ့ဟိုလိုပေါ်ကားပုံစံ Russo Brothers တို့အဲ The Rock တို့ရိုက်တဲ့ဇာကားပုံစံမျိုးတွေနဲ့ကွာ poster ကြီးလာအဲ့လိုပုံစံမျိုးတွေနဲ့ပြီးတော့အဲ့လိုပေါ့အဲ ticket တွေပဲရှောက်ပေးပြီးတင်မလားဟိုဇာကာ flop ဖြစ်မှာ free ticket တွေပေးပြီးလူများအောင်လို့ဘာညာနဲ့အဲ့လိုပုံစံတွေပြီးတော့ decision to leave တို့ဘာလို့လဲ parody ပုံစံနဲ့ decision to stay ဆိုပြီး poster တွေပဲလည်းနောက်မှာထားတယ်ပြီးရင်ဇာကာ reference တွေလည်းတော်တော်ပါကွာမိုက်တယ်ကွာအဲ့လိုရုပ်ရှင်တွေပါကြိုက်တဲ့လူဆိုပိုတော့မှဒီရအောင်နည်းနည်းပိုကြိုက်မှာကွာအဲ့ element တော့ပြီးတော့ဒီထက်မှလည်းခုနပြောသလို signature ဆိုရင်ကား bus car ရဲ့ scene တို့ဘာလို့ဒီ writer ရဲ့ template တခုပြောရမှာကွာအဲ့လို style ရှိရကွာသူကြိုက်တဲ့ဟာလမ်းတွေပါရဲ့အရှိန်ရှောက်တာတို့ဘာလို့အဲ့
ဟိုလိုဟာတွေပါတော်တော်မြင်တွေ့ရတယ်အစားတော့ဒီကောင်ဒီအကုန်ပြီးမှပဲစကြည့်မယ်လို့တယ်ဒါပေမဲ့အဲ့တငယ်ချင်းတွေကလည်းစကြည့်ပြီးအလုံးဝ discussion ကနည်းနည်းစိတ်ဝင်စားနေတော့တို့ကလည်းနည်းနည်း mic တွေပေါ့ပါအစားတော့မသိဘူးအဲ့ပါကင်းရုံးရဟာဆိုပြီးမှပထမတစ်ပိုင်းကြည့်မှရှာလိုက်မှအော်သူဟာဆိုရင်အားကြောင့်ဒါကတော့ ongoing နဲ့ပဲစတိုက်ကြည့်လိုက်တာကွာအားကြောင့်ဒီနှစ်ပိုင်းထွက်ပြီးဆိုတာတို့တွေနဲ့ discussion လုပ်လိုက်ပါလို့လားအခုမှဟို3ပုံတစ်ပုံစာပဲပြီးသေးရပါ12ပိုင်းထွက်မှာဆိုတော့4ပိုင်းပဲထွက်တယ်ဆိုတော့3ပုံတစ်ပုံပဲဆိုတော့အများကြီးပဲကြံတော့ကတို့ explore လုပ်ဖို့အတွက် setup တွေလည်းအများကြီးလုပ်ထားပါတယ်မင်းသမီးရဲ့အမေဟာတော့မင်းသမီးရဲ့မိဘရဲ့ back story ပြီးသူ့အမေဟာနဲ့သူ့ဟာနဲ့ relationship ပြီးမင်းသားရဲ့ဒီ screenplay ပဲပြောရမှာပေါ့ဒီ weatherman ဆိုတဲ့ဟာသူ့ဟာကိုလည်းဒီမင်းသားကိုမကြိုက်တဲ့အဲ့တကောင်ရှိရကွာတို့အုပ်စုတွေကသူ့ရဲ့မိန်းမထုတ်ပေးမှလို့ပါလို့အဲ့ character ရဲ့မိန်းမလည်းနည်းနည်းအဲ့မင်းသားအပေါ်နည်းနည်း soft spot ရှိရလို့ပါလို့မင်းသမီးအပေါ်မှာလည်းနောက်ပိုင်းလာမလားမသိဘာလို့ဆိုမင်းသမီးအဲ့လိုကူရေးပေးတဲ့ script တစ်ခုရှိရကွာအဲ့မင်းသမီးရဲ့ ex ရဟာပါအဲ့ထက်မှလည်းဟိုဘောဒီ credit မှာပါတော့ကျွန်တော်အဲ့ခုနပြောတဲ့ character ရဲ့မိန်းမအဲ့လို script ဖတ်တဲ့အချိန်မှာဒီထက်မှအဲ့လို main လေး touch ပါရဲ့ပေါ့အဲ့ဒါဘယ်သူရေးပေးထားရလဲဘာလဲပေါ့ credit တွေဘာမပေးဘူးလားအဲ့ဒါအပေးပဲနဲ့တင်မလားရုပ်ရှင်ထုတ်တယ်ဆိုရင်နောက်ပိုင်းပြဿနာတက်မှာဆိုအဲ့မင်းသမီးရဲ့ ex ကိုလည်းသူကအဲ့လိုပြောတာပေါ့နည်းနည်းအဲ့ဟိုဘယ်လိုပြောမလဲ setup တွေကတော့လာနေပြီပေါ့အဲ့ဟာလည်းတော်တော်မှတယ်မင်းသမီးဟာလည်းဟိုစိတ်ဝင်စားတာသူ script ရေးတဲ့ဟာပေါ့သူအဲ့လိုသူ့ကိုလည်းလာချင်းပေါ့သူကပထမနေ့အဲ့ studio မှာ join တဲ့အချိန်မှာသူကအဲ့လိုပေါ့အမြင်အရန်ကောင်းတယ်ပေါ့တင်မဟို script တွေပါ consultation တွေပါတော်တော်ကောင်းတယ်ပါဒါပေမဲ့သူကြားလေးသူဟာနည်းနည်းအဲ့ဟာကြီးကတုံးသွားတဲ့ပုံစံဖြစ်တယ်ဆိုရပြောထားတယ်ကွာအဲ့ studio head ကပေါ့အထင်တာတော့ကြည့်ရတာပဲသူတို့ studio ကလည်းအဲ့လို Netflix studio ဆိုတော့အဲ့လိုပေါက်ကီ script တွေဖိုက်ရင်လူကတော့တုံးသွားမယ်ထင်တယ် creativity ရော့ပြီးတော့ပြီးတော့ဒီသုံးပုံတစ်ပုံပဲပြီးသေးတော့ကျတော့ဟိုတခြား character ရဲ့ arc တွေကိုလည်းတော်တော်ကြည့်ချင်တယ်ကွာဘလို့လာမလဲဘာလဲဆိုတော့ပေါ့သူတို့အဲ့ exploration တွေကတော်တော်ကောင်းပါကွာဒီလောလောဆယ်အထိတော့ဟိုလိုတော့ကြည့်လို့ကောင်းသေးတယ်ကွာတခါတည်းဟိုတန်းပြီးတော့ judge တော့မလုပ်ချင်သေးဘူးကွာခုမှသုံးပုံတစ်ပုံပဲပြီးသေးတော့ကျတော့ဒါပေမဲ့ဟိုအဓိကဒီ main character အရန် loud ဖြစ်လို့ကွာအရန်ဟိုနည်းနည်း annoying တော့ဖြစ်တာပေါ့အဲအကြောင်းနည်းနည်းဟိုလာချင်းတော့ဆိုနည်းနည်းဟို technical တော့ဖြစ်တယ်ကွာဟိုတချို့လူတွေလည်းအဲ့ဟို group တွေမှာမြင်မှုပဲကွာအဲ့ main character အရန် annoying ဖြစ်လို့ကွာပထမ episode မှာပို့ဆိုးတယ်ကွာဒီဟိုကောင်တွေရဲ့ perspective ပုံစံနဲ့ပို့ပြတော့ကျတော့တော်တော်အဲ့လိုနည်းနည်းတော့ကြီးရဲ့လူကဟိုတင်မလားဟို fee ပြတ်တယ်ဆိုတဲ့ပုံစံအရန် annoying ဖြစ်တယ်ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတော့ဒါပေမဲ့ဒီမင်းသားလည်းဟိုဂျားထဲမှာဒီဟိုတရုတ်ကားရှိရကွာဒီ Awesome Them ဆိုတဲ့ကားကို remake လုပ်ထားဆိုတော့ပဲအဲ့ကားတရုတ်ကားတော့မိုက်တယ်ကွာတော်တော်မိုက်တယ်ကိုရီးယားဟာတော့ဘယ်လိုတော့မသိဘူးဒါပေမဲ့ဒီကောင်လည်းအဲ့ဒီကြားဘူးတာတော့အဲ့တငယ်ချင်းတယောက်ပြောကွာအဲ့ကိုရီးယားအပိုင်းတွေကိုတော်တော်သိရတယ်သူပြောရတော့ဒီမင်းသားလည်းအဲ့လို experiment ပြောမလားအဲ့လိုအသေးစမ်းနေလုပ်တယ်ပေါ့ကွာသူကလည်းသူသိမလားဟို traditionally သူကအဲ့လို good looking Korean မင်းသားမဟုတ်တော့ကျတော့သူကအဲ့ content တွေသိမလားဟိုကောင်း quality ကောင်းတဲ့ဟာတွေထုတ်ပြီးအဲ့ဟာတွေနဲ့ပါပြီးတော့ဟိုသူကသူ proof လုပ်တယ်ဆိုတဲ့ပုံစံမှာဒီ industry မှာကွာဒီ industry ကလည်းသိတဲ့အတိုင်းဒီရုပ်ခံဘလို့ရှိမှဘာညာအဲ့ stereotype တစ်ခုရှိရကွာအဲ့လိုပုံစံဆိုသူဟာပွဲထွက်အောင်သိရမလား writing ကောင်းတဲ့ဟာတွေဇလံကောင်းတဲ့ဟာတွေပါတယ်အဲ့လိုဟာတွေမှာပါပြီးသူကသူ proof လုပ်တယ်ပေါ့ဒီ industry မှာ proof လုပ်တယ်ဆိုတဲ့ပုံစံမျိုးဖြစ်တော့ကြောင့်အားကြောင့်လည်းဒီဟာမှာလည်းနည်းနည်းစိတ်ဝင်တာသူ character ဒီထက်မှလည်းအဲ့လိုပဲပေါ့သူ character ဟိုအသက်40ပေါ့ဒီ age gap relationship ကဒီပါကေယွန်ရဲ့ story ထဲမှာတော့ဒါပုံမှန်ပဲဆိုတော့ဒီထဲမှာလည်းအဲ့လို40နဲ့20ပေါ့ 40s မှာရှိတဲ့ character နဲ့ 20s မှာရှိတဲ့ character သူတို့ဟာနဲ့မင်းသားသူကသူ proof လုပ်ဖို့အတွက်ပေါ့ proof လုပ်တာတဲ့ဆိုင်သူက existence ကိုပြပါသူ့ဟိုဘယ်လိုပြောမလဲ anxious အလောက်ကို anxious ကိုယ်တိုင်အလောက် anxious မဖြစ်အောင်သိရမလားအဲ့လိုပုံစံကိုလောက်တဲ့ပုံစံဆိုတော့ဟိုလုံးဝဟိုဇာကားထုတ်ပြီး proof လောက်တာတဲ့ဆိုင်သူကသူအဲ့ anxious မဖြစ်အောင်တော့ဘာလို့အဲ့လိုပုံစံ destructive မဖြစ်ဘူးတော့ဘာလို့အဲ့ဒီထဲမှာ plot point တွေရှိတယ်ကွာအဲ့မင်းသမီးကားတိုက်ခဏီးဟာတော့ဘာလို့အဲ့လိုပုံစံတွေပေါ့အဲ့အများကြီးရှိတယ်ကွာလောက်တာတော့ဒါတော့ဒီလိုပဲပေါ့ဒီ၄ပိုင်းကိုဒီတိုင်းနည်းနည်း intro ပုံစံနဲ့ discuss လုပ်ဖို့ပြင်းလို့က ongoing ဟာနည်းနည်းအားချောင်းကြည့်ရပါဘယ်လိုနေမလဲပါလဲဆို discussion ဒီဟာကြည့်နေတဲ့လူတွေလည်းရှိမှာပဲပါအများကြီးပဲကွာဟို K drama ပဲဆိုတော့အားကြောင့်မလို့ဒီတိုင်း intro ပုံစံနဲ့ဝင်လိုက်တာ